ကေပေသုံးစိတ်သူမိဘညီကုမနမများမင်္ဂလာပါကျွန်တော်တို့ကေပေအကောက်ကိုပုံမှန်သုံးပါတယ်ဒါပေမဲ့ရုပ်သေးကြီးကျွန်တော်တို့ဖုန်းပြောတဲ့ပျောက်တဲ့အခါမှာဒီဖုန်းကိုကျွန်တော်တို့ပြန်ဝင်နိုင်ခဲ့ပါတယ်ပြီးရင်ပျောက်သွားတဲ့ဖုန်းကတ်ကိုလည်းကျွန်တော်တို့ operator တခုခုမှတွားပြီးတော့မှကျွန်တော်တို့ကောင်းမှုစွာရှောက်ခဲ့ရပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီအကောက်ကိုပြန်ဝင်တဲ့အခါမှာလူတွေတကူဝင်လို့မရဘူးဘာလို့ရတယ်လဲကျွန်တော်တို့အဲ့ဒီဖုန်းအတစ်ထဲမှာပြန်ဝင်တဲ့အခါမှာကျွန်တော်တို့ဝင်ဖို့အတွက်ကျွန်တော်တို့ KBZ ဘာနဲ့နေတယ်လို့ကတော့ဘာမှတော့ပြီးတော့မှကျွန်တော်တို့complete တော့ပြောတယ်ပြီးအဲ့ဒီမှာ phone နေဖြစ်တယ်ဖြည့်ပြီးတဲ့အခါမှာဘာဖြစ်လဲဖြည့်ပြီးတဲ့အခါမှာကျတော့ဘေးရဲ့မှာဖုန်းဆက်လာမယ်အဲ့ဒီမှာကုတ်ကြပေးမယ်ဆိုပြီးမှကုတ်6လုံးကိုကြပေးမယ်အဲ့ဒီမှာတနိုင်အတွင်းမှာဝင်ရမယ်ဆိုမှကျွန်တော်တို့ကိုပြောပေးမယ်ဒါပေမဲ့ KBZ ဘာနဲ့မနေတဲ့လူတွေကြတော့ဘာလို့ရလဲဆိုတော့ KBZ ဖုန်းစက်တာမှာကျွန်တော်တို့ဖုန်းဆက်ရတာပေါ့နော်ခိုးစက်တာနံပါတ်ကိုခေါ်ပြီးတော့မှကျွန်တော်တို့ဖုန်းဆက်ရပါတယ်အဲ့လိုဖုန်းဆက်တဲ့အခါမှာကျွန်တော်တို့ဒါအကျိုးအကြောင်းပြောပြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကျွန်တော်တို့ပြန်ဝင်နိုင်ဖို့အတွက်ကူညီပေးပါလို့ပြောတဲ့အခါမှာဖုန်းစင်တာကဘာဖြစ်လဲကျွန်တော်တို့ကိုမျက်နှာပြခိုင်းမယ်ကျွန်တော်ရဲ့အထောက်အထားဗီဒီယိုကိုခေါ်ပြီးတော့မှအဲ့မှာတခါတည်းနဲ့ဘာဖြစ်လဲကုန်းနှစ်ပတ်ကြပေးတာပေါ့နော်အဲ့လိုတည်းရှိတယ်အဲ့လိုကုန်းနှစ်ပတ်ရတဲ့အခါမှာကျွန်တော်တို့မိမိရဲ့ဖုန်းအတစ်ထက်က KP အကောင့်ကိုဘယ်လိုဝင်မလဲဆိုတဲ့အရာကိုကျွန်တော်တို့ဒီနေ့တိတလောက်ပြောပြတော့မှဖြစ်ပါတယ်ဆိုတော့အတိတ်ကတော့ကျွန်တော်တို့ KP ကိုမရှိသေးဘူးဆိုရင်ဖုန်းအတစ်ဖြစ်တာဖြစ်တဲ့အတွက်ဒီ Play Store ကနေကျွန်တော်ဆွဲရမှာပေါ့နော်ဆွဲပြီးတော့မှရသွားပြီဆိုရင်ဟုတ်လားကျွန်တော်တို့ဒါ KP software ကိုကျွန်တော်ဝင်မယ်ဝင်လိုက်တဲ့အခါမှာဝင်ချင်းမှာဘာပို့တယ်လဲဆိုတော့ဝင်ချင်းမှာဘာပို့တယ်လဲဆိုတော့ကျွန်တော်တို့ဒီပါရာစကားကိုရွေးခိုင်းတယ်ပါရာစကားမြန်မာလားအင်္ဂလိပ်လားနော်ဒီကုန်ဒီ KP အကောင့်ကိုတုံးဆွဲတဲ့အခါမှာဘာလက်ကွင်းနဲ့ကျွန်တော်တို့ဘာပါရာစကားနဲ့ကျွန်တော်တုံးမလဲဆိုမှမဲတာပေါ့နော်အဲ့တော့အများကြီးတော့အင်္ဂလိပ်ကိုထားကြတာဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်လုံးဝမဖတ်တတ်ဘူးဆိုရင်မြန်မာလိုလည်းထားလို့ရတယ်ထားပြီးတော့ကျွန်တော်တို့ဒီဘာဖြစ်လဲပေါ်ဖန်ကိုနေရမှာပေါ့နော်ပေါ်ဖန်ကိုနေတဲ့ခါမှာကျွန်တော်ဒါအင်္ဂလိပ်ဖြစ်သွားပြီအင်္ဂလိပ်ဖြစ်သွားတဲ့နောက်တစ်ဆင့်ကပါလဲဆိုတော့ဒီကျွန်တော်တို့ KP အကြောင်းနဲ့ပတ်သက်ပြီးမှတစ်ခုဝင်ခိုင်းတယ်အဲ့ဒါကိုကျွန်တော်တို့ကအပေါ်မှာနော်အပေါ်မှာစကစ်နဲ့ကြော်လိုက်ပါတစ်ခုတော့3ခါ4ခါစကစ်နဲ့ကြော်တဲ့အခါမှာဒီအဆင့်ကိုပြန်ရောက်တယ်ဒီမှာလဲကျွန်တော်တို့ niche ကိုပြန်နှိပ်ပါဒီလိုပြန်ရောက်လာတဲ့အခါ